ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီး TikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထူထားအကျိုးပြုဘက်ကနေရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်တဲ့ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေဖြစ်တဲ့ကြောင့်ကျွန်တော်ဗီဒီယိုလေးကို like and follow လေးနှိပ်ထားပြီးလို့ရပါတယ်ဗျဟုတ်ကဲ့ဒီကနေ့ညမှာဆိုရင်ကျွန်တော်ရဲ့ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်တဲ့ဆုံးပွဲစဉ်လေးမပြောခင်မှာမင်းညကကျွန်တော်ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပြန်လည်ပြီးဝင်မြပေးပါမယ်ဗျမင်းညကတော့ကျွန်တော်ရဲ့ဒီ lucky ညလို့ပြောလို့ရတယ်ဗျဘာကြောင့် lucky ညလို့ပြောလို့ရတာလဲဆိုတော့ကျွန်တော် Telegram VMI ကို join ထားတဲ့ညီကိုတော့ free channel လေးကို join ထားတဲ့ညီကိုတွေရောအားလုံးသိကြပါတယ်ဗျနောက်ပြီးကျွန်တော် TikTok fan ညီကိုတွေရောသိကြလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်မင်းညကကျွန်တော်ရဲ့ TikTok ဗီဒီယိုလေးတပွဲကောင်းရွေးချယ်မှုကလည်းအဆင်ပြေခဲ့တယ်နောက်ပြီးကျွန်တော် Telegram VMI channel ကို join ထားတဲ့ညီကိုတွေရောဒီ free channel ကို join ထားတဲ့ညီကိုတွေရောအားလုံးအနိုင်ရကြတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ဝမ်းသာပြီးဖြစ်မိပါတယ်ဗျဒါကြောင့်မလို့ကျွန်တော် Telegram channel လေးကိုမ join ရတဲ့ညီကိုလေးတွေရှင်းလာအောင် join ထားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော် Telegram channel လေးမှာဆိုရင်ဒီတပွဲကောင်းလေးတွေရောဒီ free မောင်းတွေလေးတွေရောနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကိုမြည်တူမဆိုအခမဲ့အနေနဲ့လာရောက် join လို့ရပါတယ်ဗျကျွန်တော် Telegram channel လေးကို join ချင်တယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့ comment မှာရောနောက်ပြီးဒီ TikTok လေးရဲ့ bio မှာရောကျွန်တော် Telegram channel link လေးတွေရောဒီ Viber နံပါတ်လေးတွေရောကျွန်တော်ချပေးထားပါတယ်ဗျကျွန်တော် Telegram channel လေးကိုလာရောက် join ပြီးတော့ကျွန်တော်ပွဲစဉ်လေးတွေကိုဒီလာရောက်အခမဲ့အနေနဲ့လာရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့ကျွန်တော်တင်ကောင်းအနေနဲ့ပြောချင်းဖြစ်ပါတယ်ဗျဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်နိုင်ဆုံးပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်ကျွန်တော်ဒီ UEFA Champions League ပွဲစဉ်တွေကဒီ Inter Milan တင်းနဲ့ဒီ Liverpool ရဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးမှာဖြစ်ပါတယ်ဗျဒီ Ancient Inter Milan တင်းရဆိုရင်ဒီ UEFA Champions League မှာပေးစရာမှာ9ပွဲတိတိရှင်မှန်ကစားထားပြီး4ပွဲတိတိအနိုင်ရရှိကတပွဲတိုင်းလေးရှုံးနေထားပြီးရမှတ်12မှတ်နဲ့အဆင့်9နေရာမှာရပ်တည်နေတဲ့တင်းဖြစ်တယ်ဗျအဝေးကွင်းဖြစ်တဲ့ Liverpool တင်းရတော့ဒီ UEFA Champions League မှာပေးစရာမှာ9ပွဲရှင်မှန်ကစားထားပြီး3ပွဲအနိုင်ရရှိကဒီ2ပွဲရှုံးနေထားပြီးရမှတ်9မှတ်နဲ့အဆင့်10နေရာမှာရပ်တည်နေတဲ့တင်းပဲဖြစ်တယ်ဗျဒီ Inter Milan တင်းနဲ့ဒီ Liverpool ရဲ့တွေ့ဆုံမှုပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ပထမဆုံးတစ်ချက်အနေနဲ့အကြောပေးမှုလေးကိုပြောချင်ပါတယ်ဗျဒီနေ့တင်းမှာဆိုရင်ဒီ Asian Inter Milan တင်းကဒီ body ဈေးမှာဆိုရင် level ပြား90ရှုံးဆွဲခြေတန်းလေးဖွင့်ခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံးပြား40စားဆွဲခြေတန်းလေးဖွင့်ထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်။ဘာကြောင့်ဒီလိုခြေတန်းလေးဖွင့်ထားတာလဲဆိုတော့ကျွန်တော်အောက်မှာတိတိကျကျလေးရှင်းပြမယ်ဗျဒီ Asian Inter Milan တင်းကဆိုရင်ဒီ Italy City ရဲ့ MPC မှာရှင်းမှန်ကစားနေတဲ့အတင်းဖြစ်တယ်ဒီ Italy City ရဲ့ MPC မှာသူက14ပွဲတိတိရှင်းမှန်ကစားထားပြီး10ပွဲတိတိအနိုင်ရရှိက4ပွဲတန်လေးရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်။အဝေးကွင်းဖြစ်တဲ့ Liverpool တင်းကတော့ဒီ England Premier League MPC မှာရှင်းမှန်ကစားနေတဲ့အတင်းဖြစ်တယ်ဗျ England Premier League MPC မှာ15ပွဲတိတိရှင်းမှန်ကစားထားပြီး9ပွဲနိုင်2ပွဲတည်6ပွဲရှုံးဆိုတဲ့ရလက်နဲ့ရမှတ်23ပွဲရရှိကဒီအဆင့်10နေရာမှာရပ်တည်နေတဲ့တင်းဖြစ်တယ်။နောက်ပြီးဒီ Asian Inter Milan အတင်းကနောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်သူကဒီကိုမိုအတင်းကိုအိမ်ကွင်းမှာပဲ4စီးဆိုတဲ့ရလက်လေးနဲ့အနိုင်ရရှိထားတယ်။နောက်ပြီးဒီ UEFA Champions League MPC မှာ9ပွဲရှင်းမှန်ကစားပြီးသူတို့ရဲ့အိမ်ကွင်းမှာ2ပွဲတိတိရှင်းမှန်ကစားထားမှာ2ပွဲစလုံးကိုလည်းဒီရာနှုန်းပြည့်အနေနဲ့အနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျ။ဒီ Asian Inter Milan အတင်းကဆိုရင်ဒီ UEFA Champions League ပွဲစဉ်တွေမှာတော့ဒီItaly City ရဲ့ MPC တွေမှာတော့တော်တော်လေးကိုအိမ်ကွင်းအားကောင်းတဲ့အတင်းပဲဖြစ်တယ်ဗျနောက်ပြီးသူတို့ရဲ့တိုက်စစ်ရဆိုဒီအိမ်ကွင်းရောအဝေးကွင်းရောတော်တော်လေးကိုတွင်းအားကောင်းတဲ့အတင်းလို့ကျွန်တော်ကမြင်မိတယ် UEFA Champions League MPC မှာ9ပွဲရှင်မှန်ကစားထားပြီးသူတို့ရဲ့တိုက်စစ်ကဒီ12ဂိုးတိတိဂိုးတွင်းကခန်းစစ်က3ဂိုးတာလင်ဂိုးပေးထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျတိုက်စစ်ပိုင်းမှာတော်တော်လေးအားကောင်းတယ်လို့ခန်းစစ်ပိုင်းကလည်းတော်တော်လေးကျစ်လက်တဲ့အတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျဒီအဝေးကွင်းပြတဲ့ Liverpool တင်းကတော့ဒီလောလောလတ်ဒီနောက်ဆုံးရှင်မှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်သူက League အတင်းကို3-3ဆိုတဲ့ရလက်လေးနဲ့တေချထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျနောက်ပြီးဒီ UEFA Champions League MPC မှာအဝေးကွင်းတောင်းရှင်မှန်ခဲ့တဲ့ပွဲစဉ်2ပွဲမှာဆိုလည်းတပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်လေးထွက်ပေါ်ထားတယ်ဒီ UEFA Champions League MPC မှာ9ပွဲရှင်မှန်ကစားရပြီးသူတို့ရဲ့တိုက်စစ်က10ဂိုးတိတိဂိုးတွင်းကခန်းစစ်က10ဂိုးတိတိဂိုးပြန်ပေးထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျဒီ Liverpool တင်းရဆိုရင်ဒီ UEFA Champions League MPC တွေမှာရောဒီ England Premier League MPC တွေမှာရောဒီတိုက်စစ်ပိုင်းမှာတော်တော်လေးအားကောင်းနေဆိုပေမဲ့ခန်းစစ်ပိုင်းရဲ့ပြဿနာမှာတော့တော်တော်လေးကိုအားနည်းချက်တွေရှိနေအောင်တွေ့မြင်ရပြီးဒီပွဲတိုင်းလို့ဂိုးတွေပြန်ပေးထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျဒီ UEFA Champions League 9ပွဲမှာဆိုလည်း9ပွဲစလုံးကိုသူတို့ရဲ့ခံစစ်ကဂိုးတွေပေးထားတာလို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနေ့တင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖောင်လေးကိုတွားကြည့်လိုက်တဲ့ချိန်မှာဆိုရင် UEFA Champions League မှာပေးစရာမှာ၄ချိန်တန်းနဲ့တွေ့ဆုံထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျအဲ့ဒီ၄ချိန်တွေ့ဆုံမှုမှာဆိုရင်ဒီအဝေးကွင်းပြတဲ့ Liverpool တင်းရပဲဒီ3ပွဲတိတိအနိုင်ရရှိပြီးတပွဲတာလေးရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျဒီ Champions League တမိုင်းမှာဒီတော်တော်လေးအားကောင်းတဲ့ Liverpool အတင်းကိုဒီနေ့ညမှာဘာကြောင့် Inter Milan ကဒီ body ဈေးအနေနဲ့အကျော်ပေးမှုအနေနဲ့ဘာကြောင့်ကြေးဖွင့်ရတာလဲဗျထိပ်တိုက်တွေ့ဆုံမှုတွေမှာဆိုရင်လည်းဒီ Liverpool ကအသာရရှိခဲ့တယ်ဆိုပေမဲ့ဒီနေ့ညဒီမှာဒီ Liverpool ကတော့ဒီခန်းစစ်ပြဿနာလေးမှာတော်တော်လေးအားနည်းချက်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့နေ့ညမှာဆိုရင်တော့ဒီ Inter Milan ကအကျော်ပေးမှုလေးဖွင့်ထားတာလို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးဒီ Inter Milan ကသူ့ရဲ့အိမ်ကွင်းမှာဆိုရင်တော်တော်လေးဖောင်ကောင်းပြီးတော့တော်တော်လေးကိုဒီခန်းစစ်ကျစ်လက်တာဖြစ်တဲ့အတွက်ကြောင့်မလို့နေ့ညမှာအကျော်ပေးမှုလေးအကျော်ပေးမှုကြေးလေးဖွင့်ထားတာလို့ကျွန်တော်ကမြင်မိတယ်ဗျအဲကြောင့်မလို့ဒီနေ့ညမှာရှင်မန်ကစားရမယ့်ဒီ Inter Milan တင်းနဲ့ဒီ Liverpool ရဲ့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီအိမ်ကွင်းအားတော်တော်လေးကောင်းပြီးတော့ဒီခန်းစစ်တော်တော်လေးကျစ်လက်တဲ့ဒီ Ancient Inter Milan body လေးကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျဂိုးပေါင်း
ဈေးအနေနဲ့ကတော့ကျွန်တော်ကတော့ဒီအဝေးကိုဖြစ်တဲ့လီဗာပူးကလည်းခန်းစစ်ပိုင်းအားနေတဲ့ဆိုပေမဲ့တိုက်စစ်ပိုင်းမှာဒီဂိုးတွေတွင်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနည်းဆုံးဒီအင်ရှင်အင်တာမီလန်အတင်းကိုအနည်းဆုံးတစ်ခုလောက်တော့ပြန်တွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါပါတယ်ဗျဂိုးရလက်အနေနဲ့ကတော့ဒီ2-1 3-1လောက်ထိသွားမယ်လို့ကျွန်တော်ကမြင်မိတယ်ဒီနေ့ညမှာရှင်မန်ကစားတော့မယ်ဒီအင်တာမီလန်အတင်းနဲ့ဒီလီဗာပူးရဲ့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီအင်ရှင်အင်တာမီလန်ရဲ့အကျော်ပေးမှုကိုရွေးချယ်ခဲ့ပြီးတော့ဒီအင်တာမီလန်ဘော်ဒီလေးနဲ့အတူဂိုးပေါင်းအပေါ်လေးကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချိမဲ့စီတို့အသွေးတူတဲ့အကြိုက်တွေဆိုရင်ဆော့ကစားလို့ရပါတယ်အသွေးမတွင်ဘက်ကနိုင်ပါတယ်ရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်ဗျနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ပြောကြတဲ့ဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ